Okay TikTok ကနေကျွန်တော်တို့ဒေါ်လာငွေဒီဘယ်လောက်ရလဲဗီဒီယိုတစ်ပုတ်ကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ် Okay TikTok ထဲမှာဝင်နေပါကျွန်တော်ဗီဒီယိုတစ်ပုတ်တင်လိုက်တာနဲ့ကျွန်တော်တို့ဗီဒီယိုတစ်ပုတ်တင်လိုက်တာနဲ့ဒေါ်လာငွေဘယ်လောက်ရတာလဲဆိုတာဒီမှာကျွန်တော်ပြပေးမယ်ကျွန်တော်တို့ TikTok ထဲမှာဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ TikTok Studio ထဲမှာဝင်လိုက်ပါနော် TikTok Studio ဝင်ထဲမှာဝင်ပြီးပြီဆိုရင်ဒီမှာအပေါ်မှာနည်းနည်းဆွဲလိုက်ပါဒီမှာဆိုရင် Foundation Super Program ကိုကျွန်တော်တို့တစ်ချက်ဝင်ပါတစ်ချက်ဝင်ပြီးပြီဆိုရင်ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုတစ်ပတ်မှာဒေါ်လာငွေဘယ်လောက်ရတာလဲဒီမှာဆိုရင်သူဒေါ်လာငွေ9ပြားရတယ်ကွာဒီမှာကျွန်တော်ပြကြည့်မယ်ဒါကျွန်တော်လက်ဝဲအကြောင်းတင်တယ်ပေါ့နော်လက်ဝဲအကြောင်းတင်ပါတယ်ဒါလေးကတော့ Okay ဒီမှာဒေါ်လာ9ပြားရတယ်ပြပါတယ် Okay ဘယ်လောက်ကြည့်တဲ့လူဘယ်လောက်စီတာလဲဆိုတာကျွန်တော်ပြပေးမယ်ဒီမှာကြည့်တဲ့လူမှာဆိုရင်เนาะ3000ကျော်တယ်ပါတယ်ဒေါ်လာ9ပြားရတာပြပါတယ်ဒီမှာเนาะဒါကတော့TikTok ရဲ့အကောင့်ကြတော့ဒီလိုမျိုးထိုင်းနိုင်ငံအကောင့်တို့မြန်မာနိုင်ငံအကောင့်တို့ကြတော့ကြမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့နိုင်ငံကြားအကောင့်တွေတခြားနိုင်ငံတဲ့အကောင့်တွေမှာကျွန်တော်တို့ရမှာဖြစ်ပါတယ်ဒီမျိုးဂျပန်နိုင်ငံတို့ပါတော့ပြန်ခံပြီးတော့ကျွန်တော်တို့အကောင့်ဖွင့်ထားမယ်ဆိုရင်တော့ရပါတယ်ဒါကတော့ကျွန်တော်အကောင့်မှာဆိုရင်ဂျပန်နိုင်ငံဖြစ်ပါတယ်ဒါTikTok မှာဆိုရင်ဒေါ်လာငွေရများလားဆိုတာတော့မများပါဘူးเนาะနည်းနည်းပါပဲကြည့်တဲ့လူအများကြီးရပေမဲ့လည်းဒေါ်လာငွေရတာနည်းပါတယ်ကျွန်တော်ပြောချင်တာကတော့ပေါ့နော် Okay နော်ဗီဒီယိုလေးတွေမှာဆိုရင်ကျွန်တော်အများတော့ပြန်တင်သွားပေးမယ် TikTok နဲ့ပတ်သက်တဲ့နော်ဗီဒီယိုငွေစားတဲ့နည်းတွေပါတယ်ကျွန်တော်အများတော့ပြန်တင်သွားပေးမှာဖြစ်ပါတယ် Okay ဒီဗီဒီယိုကတော့ဒီလောက်နေပါပဲကျွန်တော်ကို follow လုပ်ထားပေးလိုက်ပါနော်ကျွန်တော်အကောင့် follow လုပ်ထားပါကျွန်တော်အများတော့တင်သွားပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုပြန်တွေ့ကြမယ် bye bye